အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Entertainment Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဂျပန်နိုင်ငံရဲ့အဖြစ်မရှိသေးတဲ့ဘေးနီးဆန်သုံးတဲ့လူသိများဆုံးဖြစ်တဲ့စစ်တပ်ကာယမိသားစုလေးကိုအစုလိုက်ပြုံးတဲ့တပ်ဖြတ်မှုကြောင့်ပြောပြပေးသွားပါဒီမှုကအရန်ထူးကြပါတယ်ဘာလို့ထူးရလဲဆိုရင်တရားခံဟာလူသက်ပြီးနောက်အခင်းဖြစ်တဲ့အိယာထဲမှာ10 နာရီနီးပါးအေးအေးဆေးဆေးနေထိုင်သွားခဲ့လို့ပဲဖြစ်ပါတယ်ပျော်ရွှင်စရာမိသားစုရဲ့နောက်ဆုံးည2000ပြည့်နှစ်ရဲ့နောက်ဆုံးညဒီဇင်ဘာလ31ရက်တကမ္ဘာလုံးကထောင်စုနှစ်တစ်ကိုကြိုဆိုဖို့ပျော်ရွှင်နေကြတဲ့ချိန်ပေါ့တူကျူမြို့စစ်တပ်ကာရရက်ကွက်မှာနေထိုင်တဲ့မိယာဇာဝါမိသားစုဟာလည်းအိမ်ထဲမှာပဲအတူတူရှိနေကြပါတယ်ဖခင်ဖြစ်သူမီကီယိုမိခင်ဖြစ်သူယေစုကိုနဲ့ကလင်းငယ်နှစ်ယောက်တို့ကနှစ်တစ်ကူကိုပျော်ရွှင်စွာပြင်ဆင်နေကြတာပါဒါပေမဲ့အဲ့ဒီညတကောင်ရအချိန်မှာတော့သူတို့အိမ်ထဲကိုလူမသိသူမသိဧည့်သည်တယောက်ရောက်ရှိလာပါတယ်အဲ့ဒီလူဟာအနောက်ဘက်ကခြံစည်းကိုကြော်ပြတ်ပြီးတော့ဒုတိယတဲ့ဗဒင်းဘောက်ကနေပြီးတော့အตาရဝင်ရောက်လာခဲ့တာပါထူးဆန်းလုံးတဲ့လူသက်သမားဟာမိသားစုဝင်၄ဦးလုံးကိုရဲဆက်တက်ဖြတ်ခဲ့ပါတယ်ဒါပေမဲ့အမှုရဲ့အထူးဆန်းဆုံးအပိုင်းကလူသက်ပြီးတော့မှစတင်လာခဲ့တာပါပုံမှန်ဆိုရင်တရားခံဟာချက်ချင်းထွက်ပြေးရမှာဖြစ်ပေမဲ့ဒီလူကတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူးသူကလောင်းနေတဲ့လူအဲ့ဒီအိမ်ထဲမှာပဲ10 နာရီနီးပါးကြာအောင်နေထိုင်ခဲ့ပါတယ်ရေခဲတက်တာတွေကရေခဲမှု၄ခုကိုထုတ်စားခဲ့ပြီးတော့ဖြော်ရည်တွေကိုလည်းတောက်ခဲ့ပါတယ်ဖခင်ဖြစ်သူရဲ့ကွန်ပျူတာကိုသုံးပြီးတော့အင်တာနက်ကြည့်ခဲ့ပါသေးတယ်အဲကန်းကဆိုဖာပေါ်မှာအိတ်ဆက်နားယူခဲ့တယ်လို့တော့ယူဆရပါတယ်သူသုံးခဲ့တဲ့ပစ္စည်းတွေကိုတိတိကျကျစေးကြောထားခဲ့ပြီးသူ့ရဲ့တွဲစွန့်နေတဲ့အဝတ်စားတွေကိုလည်းအိမ်ထဲမှာပဲတိတိကျကျခောက်ထားခဲ့ပါတယ်တက်တွေအပုံလိုက်နဲ့မမိရဲ့တရခံနောက်တနေ့မနေ့ရောက်ချိန်အဖွားဖြစ်သူကလာတွေ့တော့မှအမှုကပေါ်ပေါက်ခဲ့တာပါရဲတွေကအခင်းဖြစ်ရနေရမှာတရားခံရဲ့ DNA လက်ပွေရအဝတ်အစားဖက်နှက်နဲ့အတုံးဆောင်ပစ္စည်းတွေအများကြီးကိုတွေ့ခဲ့ရပါတယ်ဒီလောက်တက်တွေများတာချက်ချင်းမိမှာပဲလို့အားလုံးကထင်ခဲ့ကြပါတယ်ဒါပေမဲ့အဝတ်စရာကောင်းတာကဒီ DNA နဲ့လက်ပွေရဟာဂျပန်နိုင်ငံရဲ့ဘယ်ရာသီဥတုမှတ်တမ်းမှာမှတိုက်ဆိုင်မှုမရှိခဲ့ပါဘူးတရားခံဟာဂျပန်လူမျိုးမဟုတ်ပဲကိုရီးယားသို့မဟုတ်တရုတ်သွေးနှောတဲ့သူဖြစ်နိုင်တယ်လို့လည်းယူဆခဲ့ကြပြီမဲ့ဒီနေ့ထိတော့ဘယ်သူမှမသိရသေးပါဘူးယနေ့ချိန်ထိအေးခဲနေတဲ့အမှန်တရားဒီမှုဖြစ်ပွားခဲ့တာ24နှစ်ရှိသွားပါပြီဂျပန်ရဲတပ်ဖွဲ့ဟာဒီမှုအတွက်စုငွေရန်သားပေါင်းများစွာထုတ်ပြန်ထားတဲ့ဖြစ်ပြီးတော့အမှုတွေကိုလည်းပိတ်သိမ်းခြင်းလုံးဝမရှိသေးပါဘူးနေ့တကူညတိုင်းမှာအဲ့ဒီအိမ်ရှိကိုရဲတွေတွားရောက်ပြီးတော့ပန်းစည်းချတာတွေကွယ်လွန်သူတွေကိုဂါရဝပြုလို့ရှိပါတယ်လူသက်သမားကတော့ခုချိန်မှာခမရတို့ကျွန်တော်တို့ကြားထဲမှာပဲတာမန်လူတယောက်လိုပြုံးပြုံးရွှေရွှေနေကြနေတာကတော့အလွန်ကိုကြောချမ်းစရာကောင်းတဲ့အချက်ပါပဲလူကြီးမင်းတို့ရောဘယ်လိုထင်ပါသလဲအောက်ကကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးပြကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်